အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သင်ငန်းညွှန်း16 VIP ရက်ကွက်မှာရှိတဲ့အခန်းလေးကိုရောင်းပေးချင်ပါတယ်ဒီခန်းလေးကမီဒီကိုလိုတိုက်ပြီးဆက်ဆက်ပြီးစီစဉ်ပြီးတာကြပြီးပါပြီပေ40 60မျိုးမှာတိစောက်ထားတဲ့အခန်းလေးပါ6လွားပါရှင်မဆာတခန်းစင်ငယ်တခန်းကိုလည်းဖွဲ့ထားပါတယ်ဝေတနရလမ်းမပေါ်မှာတရှိတဲ့တော့ကားပါကင်းလည်းအဆင်ပြေပါတယ်ရှင်အိမ်လုံးကိုပါကေးလေးခင်းထားပါတယ်ဒီဘက်မှာဆိုရင်အလှဒီဇိုင်းလေးစူပါစတီလေးကိုထားရှိပါတယ်ရှင်ဘေးမှာဆိုရင်ဒီမှာ blind light ကတက်ဆင်ထားတယ်အဲအောင်တစ်လုံးကိုလည်းတက်ဆင်ထားပါတယ်ရှင်ဒီဘက်မှာဆိုရင်တော့မီဆိုင်မီအလှလေးကိုချိတ်ဆွဲထားပါတယ်ရှင်ဒါတော့ TV စင်လေးပါရှင် TV စင်လေးမှာလည်းဒီမှာအန်ဆွဲပေါက်လေးနဲ့ပါရှင်ဒါဆိုရင်ဒီမှာရေလိုင်းမီလိုင်းကိုလည်းအမြုပ်လေးတွေခွဲထားပါတယ်ရေကလည်းအော်တိုရေတင်တဲ့စနစ်လေးပါရှင်ဒီမှာလည်းပေါက်လေးတွေနဲ့ပါရှင်အခုလိုနေရာဒီမှာမီအလှည့်ကျပြတ်တဲ့အတွက်ဒီမှာ power station က24နာရီလုံးအသုံးပြုလို့ရပါတယ်ရှင်ဒါဆိုရင်ဒီမှာဖျားကန်တီးတန့်ပါတယ်ဖျားပစ္စည်းတွေထားလို့ရပါတယ်လူကြီးမိဘတွေအတွက်အဆင်ပြေပါတယ်ရှင်ဒီကွန်ဒိုကဓာတ်လေကားကို24နာရီလုံးအသုံးပြုလို့ရတယ်မီးဆိုရင်လည်း24နာရီလုံးအသုံးပြုလို့ရပါတယ်ရှင်အခန်းလေးရဆိုရင်တော့အုပ်လေးနဲ့ဖွဲ့ထားတယ်မာစာတကန်းစင်ငယ်တကန်းမှာပေကျရ1854ပေကျပြီးအလွှာလေးကတော့6လွှာပါဈေးနှုန်းလေးက4250ညှိနှိုင်းပေးဝင်တော့ပြည်သာယာမိန်းလမ်းမကြီးကိုဒဲပေါက်ပြီးဝေးစနေရမိန်းလမ်းမနဲ့နီးမယ်သူမင်္ဂလာလမ်းနီးမယ်14-15လမ်းစုံနီးရတနာလမ်းတို့နဲ့လည်းနီးပါတယ်ရှင်အောင်ရတနာဆေးုံနဲ့ပိုးရနီးပါတယ်ရှင်ဒါဆိုရင်ပထမတွေ့ရမယ့်စင်ငယ်ခန်းလေးကိုလိုက်ပြပေးပါမယ်ခန်းလေးဝင်ချင်းလေးမှဆိုလဲဒီမှာကျောလက်ကားကြီးကိုတက်ဆင်ထားပြီးဒီမှာတော့တယောက်အိတ်ကလေးလေးကိုထားရှိပါတယ်ဒီမှာပစ္စည်းရလေးတွေထည့်လို့ရပါတယ်ဒီငယ်ဘေးမှာဆိုလဲဒီဘက်မှာဆိုရင်ဒီမှာနေရန်ကတ်ကိုလည်းဒီမှာအပြည့်ထည့်ထားပေးပါတယ်ဒီမှာအဝတ်တွေထည့်လို့ရမယ်ချိတ်လို့ရမယ်တို့ရအတွက်သုံးပြီးလို့ရမယ်ရှင်ဒါလေးကတော့စင်ငယ်ခန်းလေးပါစင်ငယ်ခန်းလေးကတော်တော်လေးကျယ်ဝန်းတယ်ဒါလေးကရှောင်းလန်းမှာဆိုလဲအပေါ်မှာ profile light media အစအလှဆင်ထားပါတယ်ဘေးမှာလည်း bright light ကလေးကိုအသုံးပြုထားပါတယ်မာစတာခန်းလေးကဝင်ချင်းမှာလည်းဒီမှာကျွန်တော်ကကောင်းကြီးကိုတက်ဆင်ထားပြီးဒီမှာတော့2ယောက်အိတ်ကလေးကိုထားရှိပါတယ်အပေါ်မှာဆိုလဲညနေချက်တွေမှာ profile light လေးနဲ့တက်ဆင်ထားပြီးဒီမှာဆိုလဲ air con အသစ်တစ်လုံးကိုထားရှိပါတယ်ဒါဆိုရင်ဒီမှာရေချိုးကန်အိမ်သာတွဲရက်လေးပါရှင်ကြွပြားခင်းနဲ့ကြွပြားလေးတွေကိုတက်ထားပါတယ်ရှင်ဒီတန်နရာမိန်းလမ်းမှာဆိုရင်ကလေးတွေအနာကတ်တော့ international စကူးနီးမယ်စေးကိုစေကန်းတို့လည်းနီးပါတယ်ရှင်ကဲဒါဆိုရင်နီးဖို့ကြောင့်လေးကိုပြပေးမယ်ငွေချင်းလေးမှာဆိုလဲဒီမှာစိုက်တော်တကားလေးကိုတက်ဆင်ထားပြီးဒါလေးကမီးဖို့ကန်လေးပါမီးဖို့ကန်လေးမှာဆိုလဲဒီမှာဘားကောင်နာလေးတွေနဲ့အပေါ်တွေအောက်တွေရောဒီဇိုင်းဆန်းလေးတွေပြုလုပ်ထားပါတယ်မီးဖို့ကုံလေးကတော်တော်လေးကျယ်ဝန်းပါတယ်ဒီမှာဆိုရင်နေရန်လေးမှာအစာကြွပြားလေးတွေကတ်ထားပါတယ်ဖြူပွေးပြီးတက်နေတာပဲရှင်ဒီမှာဆိုရင်အဝိရှော့ဆက်သုံးပြုလို့ရအောင်ဒါလိုက်ဒီမှာရေပိုက်ကောင်းတယ်မှာမီးပလက်ပေါက်နေဒါလိုက်တွဲထားပါတယ်ကျွန်းတကားရဲ့တန်ပန်းတကားလေးကိုအသုံးပြုထားပါတယ်ဆင်ဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ရေချိုးကန်းလေးကိုလိုက်ပြပေးပါမယ်ဒါတော့ရေချိုးကန်းအိမ်သာတော့ရလေးပါရှင်ကြွပြားခင်းမယ်ကြွပြားကိုကတ်ထားပါတယ်ရေပန်းလေးကိုလည်းထားရှိပါတယ်ကျယ်ဝန်းပါတယ်တင်ထားတာဒီဇိုင်းဆန်းဆန်းလေးနဲ့တည်တည်တက်လေးနဲ့လှပပါတယ်ရှင်ဒီအခန်းလေးကိုဗန်ကျိတ်လေးနဲ့ဝယ်ယူခြင်းနဲ့ဆိုလဲကျမတို့ Rainbow ကနေပြီးတော့လိုက်လံပြီးအကူအညီဆောင်ရွက်ပေးပါတယ်ရှင်ဒါဆိုရင်ပြည်သာယာလမ်းကိုဒဲပေါက်ပါတယ်ရှင်အောက်မှာလည်းလမ်းကျယ်တဲ့အတွက်ကားပါကင်အဆင်ပြေပါတယ်ရှင်တောင်ကလာနဲ့တင်ငန်းညွန့်မြို့မှာရှိတဲ့တခြား line ပေါ်မတင်ရသေးတဲ့အခန်းပေါင်းများစွာလဲကျမတို့ Rainbow မှာရှိပါတယ်ဒါကြောင့်လူကြီးမင်းတို့အနေနဲ့အခန်းလေးဝယ်ယူခြင်းနဲ့ဆိုကျမတို့ Rainbow ဆက်သွယ်ပေးပါရှင်ဖုန်းနံပါတ်လေးကတော့88642180ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်